ကျေယူဒတနာအပိုင်းတော့ချင်းမာလီရဲ့လက်ခုပ်တန်းအင်္ဂလိပ်စကားပြောတင်းနှန်းစင်းပွဲတစ်ခုတွင်ဖြစ်သည်အင်္ဂလိပ်စကားပြောတင်းနှန်းတက်ကြတယ်ဆိုတော့တက္ကသိုလ်ဝင်နှန်းအောင်မြင်ပြီးသူတွေလက်ရှိတက္ကသိုလ်အသီးသီးမှာတက်နေသူတွေများပါတယ်အသက်အရွယ်က16 19 18တကယ့်ကိုလှထပတ္တနုနုနဲနဲလေးတွေပါအဲ့ဒီတင်းနှန်းစင်းပွဲမှာတင်းနှန်းအုပ်ချုပ်သူဆရာကကလေးတွေအတွက်ကျမ်းမာရေးပညာပေးဖို့ဆရာဝန်တစ်ယောက်ကိုဖိတ်ထားတယ်ပြီးတော့ကျွန်တော်ကလည်းစကားပြောစေခြင်းသည်တဲ့နားထောင်တဲ့ကျောင်းသားကျောင်းသူပေါင်း100နီးပါးလောက်ရှိမယ်ထိုင်နေတာကလည်းကြည်ပါဦးယောက်ျားလေးကတတ်မိန်းကလေးတတ်မဟုတ်ထိုင်ခြင်းတလို့ထိုင်ခွင့်ရှိတယ်အများအပြားတော့ကိုယ်စုံတွေနဲ့ကိုထိုင်နေကြတဲ့ပုံမှာပဲစကားပြောခမ်းမကလည်းအဲကွန်ဖွင့်ပေးထားတယ်ခင်းတဲ့လောက်ကြီးတော့မအေးပါဘူးဥစွာပထမတင်းနှန်းအုပ်ချုပ်သူကစကားပြောတယ်ပြီးနောက်ဆရာဝန်က HIV AID ရဲ့အကြောင်းအသေးအောင်တော့ဘီဘိုးစီဘိုးအကြောင်းပြောလေတော့တယ်အခုဆိုရင်ကုသယောဂဆိုတာကိုကဆင်ကျင်တတ်ရင်ကြောက်စရာမလိုဘူးမင်းတို့ပညာတတ်တွေပဲနားလေမှာပါဆရာဝန်က HIV ယောဂအကြောင်းကိုအကျယ်တဝင့်ရှင်းပြလေတော့တယ်စေထုအကကူတယ်သွေးကကူတယ်တုပ်ဘိုးကကူတယ်ကွန်တုံအစရှိသဖြင့်ပေါ့ဗျာနားထောင်နေကြတဲ့ကလေးတွေကစိတ်မဝင်စားဘူးဗျဆရာဝန်ကအပြောမကောင်းလို့မဟုတ်ဘူးနော်ဆရာဝန်ကတော်တော်အပြောကောင်းနေဒါပေမဲ့သူတို့ကတည်ပြီးသားပါဒါအလေးများဆိုတဲ့အမူအရာနဲ့နားထောင်နေကြတယ်ကောင်းမလေးတယောက်ကဆိုရင်နေကြစီကိုအခွန်နှော်ပြီးသူ့ကောင်လေးကိုခွန်ကြွေးနေတယ်ကောင်းလေးတယောက်ကဆိုရင်လေသူ့ကောင်မလေးအတွက်ပီကီကိုအခွန်နှော်ပေးနေတယ်ကောင်းမလေးတယောက်ကဆိုရင်သူ့ရဲ့လက်သေးလှလှလေးတွေဘောကဒီဇိုင်းလှလှလေးတွေကိုသူ့ကောင်လေးကိုပြနေတယ်နောက်ထပ်ကောင်လေးတယောက်ကလိမ္မော်သီးကိုအခွန်နှော်တယ်အပေါ်ရမှာရှိတဲ့အဖြူမြင့်လေးတွေကိုဖေးတယ်ပြီးတော့လိမ္မော်သီးကိုနှော်တယ်အစီထုတ်တယ်ပြီးမှသူ့ကောင်မလေးကိုကြွေးတယ်ကျွန်တော်မျက်လုံးနဲ့အမြင်မတော်စိတ်ထဲမှာလည်းတော်တော်ခံစားနေရတယ်ညာဘက်တောင်မှရှိတဲ့ကျောင်းသူတစုက MP3 ကိုနှက်ချက်တက်ပြီးတချင်းနားထောင်နေကြတယ်ကောင်းလေးတချို့ကကွန်းစားနေရင်ထပြီးကွန်းထွေနေတယ်တချို့ကောင်းလေးတွေကပါလာတဲ့ဇာတ်ကိုထုတ်ပြီးဖတ်နေကြတယ်ထို့သူစိတ်ထဲမှာခံစားနေရတဲ့အထက်ချင်းတကောင်ကကျွန်တော်ရဲ့ချီဖမိုးကိုလာပြီးတော့ကြိုက်တယ်အဲကွန်ခန်းဖြစ်ပြီးချင်းရှိရတယ်လို့ဗျာချင်းကြိုက်တယ်ဆိုတော့ချီဖမိုးကရားတော့တာပေါ့ကုန်းကွာနဲ့လူရှိသူရှိမှကျွန်တော်ကကုတ်လိုက်တယ်ကျွန်တော်မျက်လုံးကရှည်ဆုံးခုံနှန်းကိုရောက်သွားပြန်တယ်ရှည်ဆုံးခုံမှာထိုင်နေတဲ့ဇုံတွေကအဆူဆုံးဖြစ်နေတယ်သူ့ကောင်မလေးရဲ့သပင်ကိုကောင်လေးကလက်နဲ့တတ်ပေးနေတယ်ကောင်မလေးကလည်းကောင်လေးရဲ့ပခုံးကိုမှီထားတယ်မျက်လုံးကိုမှိတ်ထားတယ်စကားပြောနေတဲ့ဆရာဝန်ကတက်ကြွပြောပါတယ်စေပညာရှုထောင့်ကနေပြောတယ်ဆရာပြောဦးမယ်ဒါကတော့မှတ်တမ်းအရပြောတာနော်ဘသူဘဝရဲ့လို့မဆိုလို့ဆရာတို့စီကိုသွေးလာစစ်တဲ့လူတွေထဲမှာကျောင်းသားလူငယ်တွေရဲ့သွေးကိုဆရာစစ်ကြည့်တယ်သူတို့ကသွေးမျိုးစားကိုလာပြီးစစ်စေတာဆရာကHIVပိုးရှိမရှိသိချင်းလို့ကိုယ်ကုန်ကြစရိတ်နဲ့ကိုစစ်ကြည့်တာကျောင်းသားကျောင်းသူအယောက်90မှာတစ်ယောက်လောက် HIV positive ဖြစ်နေတာတွေ့ရတယ်ဒါဟာစိုးရင်စရာအခြေအနေပဲအပေါ်ယံကြည့်ုံနဲ့ပိုးရှိမရှိမသိနိုင်ဘူးဟောပြောနေသူကတာဝန်ကြီးတယ်နားထောင်နေသူတွေကဂေယူမဆိုင်ကြဆရာဝန်ကတော့သူပြောစရာရှိတာကိုတာဝန်ကြီးပြောပြီးသွားပြီကျွန်တော်အလေနိုင်ကိုငုံကြည့်လိုက်တော့7နာရီထိုးပြီးနားထောင်နေသူများကပြန်ကျင်တဲ့မျက်လုံးများနဲ့ကျွန်တော်ကိုကြည့်ကြတယ်ကျွန်တော်က15မိနစ်ခန့်သာပြောမိဟုဆုံးဖြတ်လိုက်တယ်ဆရာကတော့ထူးထူးခြားခြားမပြောလို့လူရင်းမဲ့ပြောမယ်ဒီနေ့ခေတ်ကို ID ခေတ်လို့ဆိုကြတယ် Information Technology ပေါ့မင်းတို့သိပါတယ်အင်တာနက်တို့ Facebook တို့ဆိုတာမင်းတို့ကျွမ်းကျင်ပြီးသားပါချက်တင်ဆိုတဲ့
အလာဘတလာဘအလုတ်မျိုးကတော့မင်းတို့လေစဉ်လုံနေတာပဲမင်းတို့အရွယ်ကလှတယ်ချစ်စရာကောင်းတယ်ပျော်စရာလေးကောင်းတယ်စကားပြောရင်းနဲ့အကေခတ်လိုက်တယ်ဘသူမှကျွန်တော်ကိုစိတ်မဝင်စားကြပါထိုချိန်မှာကျွန်တော်ကိုလာပြီးကြိုက်တဲ့ချင်းတကောင်ကိုတရိယာပြီးချင်းတကောင်ပေါ်အခြေခံနဲ့ပုံမြင်တစ်ပုဒ်ကိုချက်ချင်းဖန်တီးလိုက်တယ်ပုံမြင်တော့မဟုတ်ဘူးပေါ့ကွာပုံမြင်ဆန်းဆန်းဇက်လန်းလေးတစ်ပုဒ်ပြောပြမယ်ပုံမြင်ဆိုလို့အားလုံးကခေါင်းထောင်လာကြတယ်တခါတော့ကပိုးလောက်လန်းလေးတစ်ကောင်ရှိတယ်ပေါ့ကွာအရွယ်ရောက်လာတော့ချင်းကောင်လေးဖြစ်သွားတာပေါ့ချင်းကောင်တောင်မှချင်းမလေးဗျာချင်းကောင်ဖြစ်စဆိုတော့အတောင်တဝီဝီဖြန့်ပြီးပျော်တယ်ပြန်နေတနေ့တော့အဲ့ဒီချင်းမလေးကအချိန်တန်တဲ့အထိအိမ်ပြန်မလာဘူးတဲ့ချင်းမေမေကြီးကမျှော်နေတာပေါ့ချင်းမေမေကြီးခမသူ့သမီးလေးပြန်မလာတော့နတ်အုံးတိုင်ကိုရက်ခတ်တဲ့အားလုံးကဝါကနေရေလိုက်ကြတယ်ဒီလောက်ဆိုရင်ဒီเจ้าသားเจ้าသူတွေငါ့ဘက်နည်းနည်းပါလာပြီဟုကျွန်တော်သိလိုက်တယ်မရေကြနေကွချင်းမလေးနတ်အုံးတိုင်ရှိနိုင်တာပေါ့ချင်းမေမေကြီးကဗဇက်ကနေပြီးပုတ်တွတ်နဲ့ရွတ်တယ်ဖတ်တယ်ငါထင်တယ်ငါသမီးလေးအနေရကင်းပါစီဘေးရှင်းပါစီလို့ပြောနေတာပဲဖြစ်ရမယ်ဒိုးချိန်မှာရှေ့ဆုံးခုံမှာအကဲဆုံးအတွေ့ရဲ့ခတ်ချောကောင်မလေးကကျွန်တော်ကိုမျက်စောင်းထိုးလိတော့တယ်အေးကွာတော်တော်လေးအချိန်လွန်မှသူ့သမီးချင်းမလေးကပြန်လာတယ်ပြန်လာချင်းသူ့အမေကိုချင်းမလေးကဒီလိုပြောတယ်မေမေရေလူတွေကလေသမီးကိုမြင်ရင်လက်ခုပ်တွေတီးပြီးကြိုကြတယ်တဖောင်းဖောင်းနဲ့တိလာမေသမီးတိတ်ပြောတာပဲနောက်နေ့လေလူတွေရှိရဲ့စီသမီးသွားအောင်မေသူ့စကားကိုလည်းကြားရောသူ့အမေကစိုးရိမ်သွားတယ်မျက်လုံးပြူသွားတယ်ပြီးတော့ဒီလိုပြောတယ်ဟဲ့ငါသမီးရဲ့အဲ့ဒါနင့်ကိုလက်ခုပ်တီးပြီးကြိုတာမဟုတ်ဘူးနင့်ကိုလက်ဝါးနဲ့ရိုက်နေတာဟဲ့အမိုက်မရဲ့ဒိုးချိန်မှာနားထောင်နေတဲ့ကျောင်းသားကျောင်းသူတချို့လက်ခုပ်တီးကြလေတယ်အေးကိုချင်းမလေးတွေဖြစ်နေရဲဆိုတာသမီးတချို့သိထားတဲ့နေဆရာရှိကဆရာဝန်ကြီးကတော့ဆေးပညာရှုထောင့်ကနေပြီးတော့ပြောတဲ့နာတွေကိုပြောသွားပြီဆရာကတော့စာပေရှုထောင့်ကနေပြောတယ်အော်လက်တွေစမ်းသပ်ချက်တခုဆရာလုပ်ဖို့စိတ်ကူးထားတယ်လက်တွေစမ်းသပ်ချက်လို့ပြောလိုက်လို့အားလုံးကစိုးရွံ့သွားကြတော့တယ်ဘာလေကြောက်သွားကြတာလားဒီလိုကွကျွန်တော်ကပြောဆိုပြိတ္တထဲကိုဆင်းလိုက်တယ်အရှိဆုံးခုံမှာထိုင်နေတဲ့ကျောင်းသားကျောင်းသူတွေထံကဘောပင်တစ်ချောင်းစီကိုကျွန်တော်တောင်းလိုက်တယ်အားလုံးကအလိုက်တသိပေးကြတယ်ကျွန်တော်လက်ထဲမှာဘောပင်10ချောင်း15ချောင်းခန့်ပါလာတယ်ဆရာလက်ထဲမှာဘောပင်တွေတွေ့လားတစ်ချောင်းကို100 150 200လောက်ပဲတန်မယ်ထင်တယ်ဒိတ်လဲဈေးမကြီးဘူးနော်ပြောရအောင်မေဒီဘောပင်တွေကတက်ခတုံးကွမှင်ကုန်သွားရင်မှင်ပြန်မထဲဘူးပျောက်သွားရင်လေဘသူမှမနှမျိုးဘောပင်ပျောက်လို့ငိုတဲ့သူငါဖြင့်မတွေ့ဘူးသေးဘူးကျောင်းသားကျောင်းသူအားလုံးကျွန်တော်ကိုစိတ်ဝင်စားနေကြတယ်ကျွန်တော်ဘာလုပ်မလဲပေါ့ဟောဒီမဲ့တွေ့လားဘောပင်တစ်ချောင်းကိုထောင်ပြလိုက်တယ်ဒီတစ်ခါသုံးဘောပင်ကိုလွှင့်ပစ်တယ်ကွာကျွန်တော်နဲ့အနီးဆုံးမှာရှိတဲ့ဗရင်ပေါက်မှနေပြီးဘောပင်များကိုတစ်ချောင်းပြီးတစ်ချောင်းကျွန်တော်လွှင့်ပစ်လိုက်တယ်လွှင့်ပစ်ရင်းနဲ့ကျွန်တော်ဗဇက်ကပြောတယ်တန်ဖိုးမရှိတဲ့တစ်ခါသုံးဘောပင်တွေတွားကွာတွား100 200လောက်ပဲတန်တဲ့တစ်ခါသုံးဘောပင်တွေတွားကွာကျွန်တော်ရဲ့အမူအရာကိုကြည့်ပြီးအားလုံးကတဝေါဝေါနဲ့ရေနေကြတယ်အေးငါပြောချင်တာအဲ့ဒါပဲဒီမဲကလေးတို့မှတ်ထားကြမင်းတို့ရဲ့ခန္ဓာကိုယ်ဟာတစ်ခါသုံးဘောပင်မဟုတ်ဘူးကွတန်ဖိုးရှိတယ်အချိန်ချင်းသုံးရမယ့်ပစ္စည်းဆိုရင်တန်ဖိုးထားရတယ်ကိုငုံကြည့်စမ်းအဲ့ဓာတွေဟာတစ်ခါသုံးပစ္စည်းတွေလားရိုင်းနေလို့တော့မထင်နဲ့ဟိအချိန်ချင်းအခါခါသုံးရမယ့်ပစ္စည်းကိုတစ်ခါသုံးဘောပင်လောက်ပဲတန်ဖိုးထားကြတော့မလို့လားဒီမဲမှတ်ထား
မင်းတို့ဟာတန်ဖိုးရှိတယ်မင်းအတွက်လည်းတန်ဖိုးရှိတယ်မင်းမိသားစုအတွက်လည်းတန်ဖိုးရှိတယ်အနာဂတ်တိုင်းပြည်အတွက်လည်းတန်ဖိုးရှိတယ်တန်ဖိုးရှိတဲ့ကိုယ့်ရဲ့ခန္ဓာကိုယ့်ရဲ့ပစ္စည်းကိုတစ်ခါသုံးဘောပင်လောက်တောင်တန်ဖိုးထားမိကြရဲ့လားဘယ်နှကြိမ်သုံးရမယ့်ပစ္စည်းလဲဆိုတာကိုယ့်ဘာသာကိုတွေးကြည့်လူကြီးတွေကိုမေးကြည့်တန်ဖိုးရှိအောင်နေတတ်မှတန်ဖိုးဆိုတာရှိတယ်ငါပြောတာမယုံရင်နေကြဒီမဲကွကိုဖြစ်ကိုခံကြာနီကံမဲဟိကိုစရိတ်ကိုစားရေဝေးသွားပဲဟိပြောင်ကမြင်တောင်အင်းကကျူနေတယ်ရှောက်ကမြင်မြောက်အင်းနဲ့တွေ့သွားမယ်အခုတော့ကွာကိုခန္ဓာကိုယ်ကိုတစ်ခါသုံးမှတ်နေကြလားအံ့ဩပါကွာအားလုံးကကြာနီကံရေဝေးတောင်အင်းမြောက်အင်းဟုသောတင်ញိုင်ကုန်းများကိုကာယနဗီနဲ့ပြောလိုက်တော့ကြောက်လန့်တကြားနဲ့နားထောင်နေကြတော့တယ်တချို့ကတော့ပြုံးစီစီငါက ID ခစ်ကိုကြိုးစုတယ်ဒါပေမဲ့အဲ့ဒီခစ်ကိုတော့ရှုံချတယ် ID ဆိုတာ information technology မင်းတို့သိတယ်အဲ့ဒီဆိုတာလေမင်းတို့လူငယ်တချို့လုံနေကြအလုပ်ပဲစိတ်တော့မဆိုးနဲ့ကွာပွင့်ပွင့်လင်းလင်းရင်းရင်းနီးနီးပြောတယ်လို့အောက်မေ့ပါ LD ဆိုတာ living together ကိုပြောတာနားထောင်နေသူကျောင်းသားကျောင်းသူတော်တော်များများမျက်နှာပြည့်သွားကြတယ်ကဲလက်ခုပ်တစ်ဖောင်းဖောင်းတီးပြီးကျိုးစုခံနေရတယ်လို့ထင်နေတဲ့ချင်းမလေးတွေမဖြစ်ဖို့တတိပေးတယ်လက်ခုပ်တီးပြီးကျိုးစုနေတာမဟုတ်ဘူးနော်အားပေးနေတာမဟုတ်ဘူးအဲ့ဒါချင်းကိုရိုက်နေတာချင်းကိုတတ်နေတာမှတ်ထားပါနားထောင်သူလူငယ်လေးများတယောက်ကိုတယောက်ပြုံးစီစီနဲ့အပြန်လှန်ကြည့်ပြီးလက်ခုပ်တီးလိုက်ကြတယ်တချို့ကတော့အဲကွန်မအေးလို့နဲ့တူပါရဲ့ဇောချွေတွေနဲ့တချို့ကတော့မျက်စိမျက်နှာပြက်နေကြလေရဲ့တချို့ကတော့မျက်စောင်းတခဲခဲနဲ့ပေါ့ဆဲလေຫນွယ်လေးတို့အိမ်အောင်ရေးမှလေသားသမီးတစ်ယောက်နှစ်ယောက်လောက်ရရင်တိတ်ကောင်းမှာပဲနော်ကျွန်တော်စိတ်မကောင်းပါကျွန်တော်လေးဘာတတ်နိုင်မှာလဲဗျာဒါဟာကံတရားပဲပေါ့ဟုတ်ပါသည်သူနဲ့ကျွန်တော်1989ခုနိုဝင်ဘာ26ရက်မှာမင်္ဂလာဆောင်ခဲ့ကြပါသည်အခုဆိုရင်အိမ်အောင်သက်က23နှစ်ရှိခဲ့ပြီသားသမီးတစ်ယောက်မှမရပါသားသမီးမရခြင်းရဲ့အကြောင်းရင်းကလည်းကျွန်တော်တို့မှရှိပါတယ်ကျွန်တော်ကဘူမိဗေဒနဲ့ကြောင်းပြီးတယ်ဘူမိဗေဒလေးလာရေးနဲ့ဓာတ်သတ္ထုရှာဖွေရေးစီမံကိန်းတွေမှာနေစားအလုပ်ဝင်လုပ်ဖူးတယ်ပြောတဲ့တောင်တွေကိုတွားရတယ်လူရင်းပြောကြပါစို့ငှက်ဖျားမိတယ်ငှက်ဖျားဖြစ်တယ်မကြဖျားတတ်တယ်ငှက်ဖျားဖြက်စီတွေလည်းမှီဝေးရတယ်သပင်အလွန်ကောင်းတဲ့ကျွန်တော်ကငှက်ဖျားဆွေးတွေကြောင့်သပင်ကျိုးတူကျတဲ့နဲ့ငှက်ရုပ်ပေါက်လာပါတော့တယ်သူနဲ့ကျွန်တော်အိမ်အောင်ကြတော့ငှက်ဖျားကအလွန်ထကောင်းတဲ့အချိန်ပေါ့မင်္ဂလာဆောင်ပြီး၄လလောက်ဇက်တိုက်ဖျားခဲ့ဘူးတယ်ထိုငှက်ဖျားစီတွေရဲ့ဒဏ်ကြောင့်ကလေးမရခြင်းဖြစ်တယ်ဟုဆရာဝန်တွေကဆိုကြတယ်ထားပါတော့ဒါကကျွန်တော်ဘက်ကအချင်းကျွန်တော်မိမတန်ရောစင်ຫນွယ်အကြောင်းလေးပြောရအောင်မေသူကတနာစရာကောင်းနေသူနဲ့ကျွန်တော်မင်္ဂလာဆောင်ပြီးစားမင်္ဂလာဦးညမှာတငယ်ချင်းတွေနဲ့ဒင်နာပွဲကျင်းပါတယ်ထိုပွဲမှာကျွန်တော်ရဲ့တငယ်ချင်းများကအများစုဖြစ်တယ်ကျွန်တော်က1982ခုနှစ်မှာဘွဲရပြီမဲ့ကျွန်တော်တငယ်ချင်းဆရာဝန်တွေကတော့1986မှာစေးသိပ်ပံဘွဲရကြတယ်1986မှာကျောင်းပြီးတဲ့ကျွန်တော်တငယ်ချင်းတွေကသူတို့နေထိုင်ရာရက်ွက်တွေမှာစေးကန်းတွေဖွင့်ကြတယ်ဆရာဝန်ပေါက်ဆဖြစ်တော့လူနာကမလာဘူးဈေးထုအပ်ကိုရည်နွေးနဲ့ပြုတ်ပြီးလူလာအောင်ဖျားပန်းတင်ရတဲ့ကာလပေါ့တနေ့ကုန်နေလူမှလူနာတစ်ယောက်နှစ်ယောက်တောင်မလာပါဘူးကျွန်တော်တငယ်ချင်းဆရာဝန်များကကျောင်းပြီးတာမကြသေးလက်စွမ်းကလည်းလွန်ပြခြင်းနေကြတယ်လက်စွမ်းလွန်ပြခြင်းနဲ့ဆရာဝန်ပေါက်ဆတွေကမင်္ဂလာဦးညဒင်နာမှာသူတို့ရဲ့လက်စွမ်းကိုလက်ဖွဲ့ကြပါတော့တယ်မောင်ဖုံမင်းတို့အိမ်တော်ကြီးကစီးပွားရေးအစဉ်ပြေမှာမဟုတ်ဘူးအခုတောင်ပတ်စံချီငှပြီးမင်္ဂလာဆောင်ကြရတာမဟုတ်လားအဲ့ဒါဘာဖြစ်တော့ဒီနေ့ညမင်္ဂလာဦးညဒင်နာကိုတော့တ
ငယ်ချင်းတွေကောင်းလို့ကျင်းပါရတာလေဟကောင်တွေငါ့ကိုအဲ့ဒီလောက်ထိအမုန်းမတင်ကြနဲ့လေဒီတော့မင်းနေရတာကရောက်ခမအိမ်ကျူရှင်စရာဆိုတာအလုံးမရှိလို့လုံနေရတဲ့အလုပ်ကြောင်းသားလည်းမရဒီတော့မင်းတို့အိမ်တော်ကြီးအစင်မပြေနိုင်ဘူးကွတငယ်ချင်းတွေကကျွန်တော်ကိုအလွန်ချစ်ကြပါတယ်ဒါကြောင့်ပြောစရာရှိတာကိုပြောတော့တယ်ဒီမဲမောင်ဖုံမင်းအမေနဲ့မင်းအဖေကလည်းမင်းအပါဝင်မောင်နှမ6ယောက်မွေးတယ်မင်းမိမမလည်းမောင်နှမက8ယောက်ရှိတယ်မွေးရအလွန်ကောင်းတဲ့မိသားစုနှစ်စုတွေးကြပြီဒီတော့မင်းတို့လည်းမျိုးရိုးလိုက်ပြီးမွေးကြလိုက်ဦးမယ်မောင်ကြီးသူတို့ပြောသဖြင့်ကျွန်တော်ရောကျွန်တော်ရဲ့အသေးဆက်ဆက်ချစ်စနီးတန်ရောစင်တွေရောတွေ့သွားကြတယ်သူတို့ပြောတာအလုံးမှန်ပါတယ်အဲ့ဒီချိန်တုန်းကကျွန်တော်တို့လင်မယား2ယောက်မှပိုင်ဆိုင်မှုဆိုလို့ကျွန်တော်အတွက်ဆိုရင်သူအတွက်ဆိုရင်ကျွန်တော်ပဲရှိပါတယ်ကဲတငယ်ချင်းမောင်ဖို့စဉ်းစားမနေနဲ့စီးပွားရေးအစင်မပြေပဲသားသမီးယူရင်မင်းတို့အတွက်လည်းဒုက္ခမွေးလာတဲ့ကလေးအတွက်လည်းဒုက္ခဒီတော့ငါတို့ဆရာဝန်တငယ်ချင်းတစုကမင်းတို့လင်မယားကိုလက်ဖွဲ့ဖို့စဉ်းစားထားတာရှိတယ်ကွာဘာများလဲကွာဒီလိုကွာမိမကိုသားသမီးမရတဲ့3လခန့်စီထိုးပေးမယ်လက်ဖွဲ့မယ်ပေါ့ကွာဖြစ်ပါမလားကွာမင်းတို့ကအခုမှဆရာဝန်ဖြစ်စာရှိသေးတာဟာကောင်မောင်ဖို့တငယ်ချင်းချင်းအဲ့ဒီလောက်ထိမယုံမကြည်မဖြစ်စမ်းပါနဲ့ကွာတန်ရောစင်နွယ်ကိုကျွန်တော်လှမ်းကြည့်လိုက်တယ်မျက်လွှာချပြီးထိုင်နေတော့တယ်နွယ်လေးကြီးကိုတို့တငယ်ချင်းတွေကတော့လက်စွမ်းပြခြင်းနေကြပြီနွယ်လေးကဘယ်လိုသဘောရတော့သူကဘာမှပြန်မပြောပါစိုးရွံ့နေပုံရတယ်အားငယ်နေပုံရတယ်ဆရာဝန်တငယ်ချင်းတယောက်ကပြောတယ်ငါမိမဆူဆူကိုငါကိုယ်တိုင်တရေတားစီထိုးပေးထားတာမင်းတို့လင်မယားကိုငါတို့ကအလကားကြောက်ချပါမလားကွာနွယ်လေးကမီးလိုက်တယ်ဆူဆူလဲတရေတားစီထိုးရလားအေးဘောဟာနေမကြောက်ပါနဲ့ဟာနင်းတို့အိမ်တော်ကြီးအတွက်ပြောတာဟာလူရင်ပြောကြပါစို့ဗျာဒီလိုနဲ့တရေတားစီကို3လတစ်ချိန်နဲ့3ခါဇက်တိုက်တက်လဲစီလာထိုးပြီးလက်စွမ်းပြခဲ့ကြဘူးတဲ့အခုတော့ငါဖျားစီကြောင့်သားသမီးမရနိုင်တော့တဲ့ကျွန်တော်နဲ့တငယ်ချင်းများရဲ့အစွမ်းပြမှုကြောင့်သားသမီးမရနိုင်တော့တဲ့ကျွန်တော်ချစ်စနီးဖြစ်လာပါတော့တယ်တငယ်ချင်းများကိုစိတ်မဆိုးပါအပြစ်မတင်ပါကိုယ်ကံနဲ့ကိုရှိပါစေတော့သို့တော့ကျွန်တော်အိမ်မှာစာကြည့်ကန်ရှိပါသည်စာအုပ်မျိုးစုံဝယ်သည်စုသည်ဖတ်သည်ကျွန်တော်လည်းဖတ်သည်ကျွန်တော်ဇနီးနွယ်လေးလည်းဖတ်သည်စာဖတ်ပြီးစာအကြောင်းပေအကြောင်းဆွေးနွေးကြသည်ညင်းကြသည်ခုံကြသည်အလွန်ပြောစရာကောင်းပါသည်တနေ့တော့ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါခင်ကြီးတို့ရဲ့အိမ်အောင်ရေးအကြောင်းကိုဆွေးနွေးပြကြသည်အချိန်ကည12နာရီကျော်ပြီကုကုစဉ်းစားကြည့်စမ်းပါဗိုလ်ချုပ်အောင်ဆန်းတို့မှာမောင်နှမ9ယောက်တောင်ရှိတယ်တဲ့ဗိုလ်ချုပ်မေဒေါ်စုကကျမ်းမာရေးအလွန်ကောင်းလို့နေမှာပေါ့ကွာဟုတ်မေကုကုဗိုလ်ချုပ်တို့မောင်နှမ9ယောက်ကမခင်ညွတ်မတ်ဝက်မောင်ဘဝင်းမတ်ရွှေမန်းမောင်နီအောင်မောင်ညူမောင်မောင်ထွန်းလင်းမောင်အောင်တန်းနဲ့မောင်အောင်ဆန်းနဲ့ဗိုလ်ချုပ်ကအငယ်ဆုံးတော့အေးဟုတ်တယ်ကွအငယ်ဆုံးဆိုပြီးအဆိုးဆုံးသားမဖြစ်ခဲ့ဘူးအငယ်ဆုံးဖြစ်ပြီးအမေကိုဂုံတရင်ကြော်စောအောင်လုပ်ခဲ့တဲ့သားအဲ့ဒါကိုတော့အငယ်ဆုံးဆိုတဲ့အထွေဆုံးသားတွေအတူယူတင်နေကိုကိုမေးရအောင်မေဒေါခင်ကြီးတို့ကလည်းမောင်နှမများတယ်စုအေးဟုတ်တယ်ဒေါခင်ကြီးကအေးရဝတီတိုင်းကမြောင်းမြသူဒေါခင်ကြီးအမေကလည်းဒေါ်ဖွားစုတဲ့ဒေါ်ဖွားစုကဒေါခင်ကြီးအပါဝင်မောင်နှမ10ယောက်တောင်မွေးရတဲ့အဲ့ဒီခေတ်တုန်းကမိခင်တွေကသားသမီးတော်တော်ယူကြတယ်နော်ဟုတ်မေဒေါခင်ကြီးအပါဝင်မောင်နှမ10ယောက်နာမည်တွေသိလားပြောပြလေမောင်အေးမောင်မောင်ဘကျော်မခင်တော်မောင်ဘလွင်မသိန်းကြီးမခင်ကြီးမခင်တင့်မခင်ကြီးမောင်သိန်းနဲ့မမကြီးတို့ပဲ
ဒါဆိုရင်ဒေါခင်ကြီးက8ယောက်မြောက်မှမွေးတာပေါ့နော်ဟုတ်တယ်ဒေါခင်ကြီးကဘိုးချုပ်တဲ့အသက်ကြီးတဲ့ຫນွေလေးရဘိုးချုပ်က1915ဖေဖော်ဝါရီ23မှာမွေးတယ်ဒေါခင်ကြီးက1912AB 16မှာမွေးတယ်ဒါကြောင့်ဘိုးချုပ်ကဒေါခင်ကြီးကိုကြည်လို့ခေါ်တာနေမှာပေါ့ဘိုးချုပ်ကတော့ဒေါခင်ကြီးကဘယ်လိုခေါ်တယ်လဲမသိဘူးနော်ဘိုးချုပ်ကငေးတယ်ဆိုတော့မောင်လို့ခေါ်တယ်တဲ့ຫນွေလေးစဉ်းစားနေတဲ့ကိုကိုဘိုးချုပ်နဲ့ဒေါခင်ကြီးတို့က1942စက်တင်ဘာ6ရက်နေ့မှာမင်္ဂလာဆောင်တာတဲ့ဘိုးချုပ်လောက်ကျန်ခံရပြီးကွယ်လွန်တာက1940ဇူလိုင်19လသူတို့အိမ်အောင်သက်တိတ်လည်းမကြဘူးနော်အေးဟုတ်တယ်အိမ်အောင်သက်က4နှစ်နဲ့10လပဲရှိတာ9နှစ်နီးနီးပေါ့ကွာအိမ်အောင်သက်နည်းနည်းလေးရဲ့ຫນွေလေးပြောချင်တာအဲ့ဒါပဲကိုကိုပဲစဉ်းစားကြည့်လေ1942နဲ့1949ကြားကာလဆိုတာຫນွေလေးတို့တိုင်းပြည်မှာအလွန်ရှုပ်ထွေးနေတဲ့ကာလပဲအင်္ဂလိပ်တွေကပြေးဂျပန်တွေကဝင်ဂျပန်တွေကိုပြန်တိုက်ဂျပန်တွေကပြေးအင်္ဂလိပ်ကပြန်ဝင်ဒုတိယကမ္ဘာစစ်ကြီးကလည်းဖြစ်နေလိုက်သေးတယ်တိုင်းပြည်အတွက်လွတ်လပ်ရေးရဖို့စုံစမ်းကူးတန်းပြီးတွာလာနေရသေးတယ်တောင်ပေါ်တွေရောမြေပြန့်တွေရောနိုင်ငံခြားတွေကစုံနေတာပဲအလုတ်တော်များတဲ့ကာလပဲအဲ့ဒါဘာဖြစ်တော့ဒီလောက်အလုတ်ရှုပ်နေတဲ့ဂျားကမိသားစုအပေါ်ဘိုးချုပ်ကတာဝန်ကြီးတယ်ကိုဒေါခင်ကြီးအပေါ်တာဝန်ကြီးတယ်အလုတ်များလို့ဆိုပြီးမိသားစုကိုပြစ်မထားဘူးတိုင်းပြည်အတွက်လည်းတာဝန်ကြီးတယ်ຫນွေလေးကဘာကိုစုလူတာလဲဒီလောက်အိမ်အောင်သက်လေးနဲ့သားသမီး4ယောက်တောင်ရခဲ့တယ်တဲ့3ယောက်မဟုတ်ဘူးလားကွတယောက်ကမွေးပြီး9ရက်လောက်မှဆုံးသွားတာမိန်းကလေးတဲ့ຫນွေလေးဖက်ရတဲ့စာအုပ်ထဲမှာပါတယ်ကိုတယောက်ကတော့ဘိုးချုပ်ဆုံးပြီးရဲ့နောက်မှရင်နစ်သေးတာတဲ့အောင်ဆန်းလင်းကရင်နစ်ပြီးဆုံးတာတော့ကိုသိတယ်ຫນွေလေးကဘိုးချုပ်နဲ့ဒေါခင်ကြီးတို့ရဲ့အိမ်အောင်ရေးကိုစိတ်ဝင်စားသည်အထူးသဖြင့်သားသမီးမရတော့သူနဲ့ကျွန်တော်အတွက်ဘိုးချုပ်တို့ရဲ့အိမ်အောင်ရေးကိုစံထားနေပုံရသည်ຫນွေလေးတို့လည်းအိမ်အောင်သက်23နှစ်မှာသားသမီးတစ်ယောက်မှမရဘူးနော်တကယ်လို့သားသမီးရခဲ့ရင်ຫນွေလေးတို့မွေးလာမဲ့ကလေးဟာကိုလိုအမှုပညာစိတ်တွေဘီးသားစိတ်တွေတတ္တိစိတ်တွေပါလာမှာပဲသားသမီးဆိုတာအိမ်ရဲ့ဆဲလဲဆိုတာလည်းဟုတ်တယ်လို့မိသားစုရဲ့မျှော်လင့်ချက်လည်းဖြစ်တယ်။ຫນွေလေးကသူ့စကားကိုသူကိုယ်တိုင်ပြောပြီးအိမ်မှာချိန်ဆွဲထားတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ပကြီးကားကိုတစိမ့်စိမ့်ကြည့်နေရှာတယ်။ဒိုချိန်မှာပဲမမျှော်လင့်တဲ့စကားတစ်ခွန်းကိုဆွေးမိမိကြီးသူကဆိုလာတယ်။ຫນွေလေးတို့အိမ်အောင်ရေးမှလေသားသမီး1ယောက်2ယောက်လောက်ရရင်တိတ်ကောင်းမှာပဲနော်။ကျွန်တော်စိတ်မကောင်းပါကျွန်တော်လည်းဘာတတ်နိုင်မှလဲဗျာဒါဟာကံတရားပဲပေါ့ဘသူကမှအပြစ်မတင်လို့ပါຫນွေလေးကဗိုလ်ချုပ်အောင်ဆန်းရဲ့ပကြီးကားကိုမတ်တက်ရက်ပြီးကြည့်လိုက်တယ်ကိုမတ်တက်ရက်လိုက်ပါဦးຫນွေလေးတွေးမိတယ်ဗိုလ်ချုပ်နဲ့ဒေါခင်ကြီးတို့သာຫນွေလေးတို့လိုသားသမီးမရတဲ့လင်မယားဆိုရင်ຫນွေလေးတော့မတွေးရဘူးကိုဘာများလဲຫນွေလေးအခုတော့ဗိုလ်ချုပ်အောင်ဆန်းကတာဝန်ကြီးလိုက်တာကိုရဲ့ဒေါခင်ကြီးကလည်းတာဝန်ကြီးတာပဲသူတို့မွေးပြီးသွားတဲ့တန်ဖိုးဖြတ်လို့မရတဲ့တိုင်းပြည်ရဲ့ဆယ်လေးလေးတစ်ခုຫນွေလေးတို့လက်ဆောင်အဖြစ်ရလိုက်တယ်အဲ့ဒီဆယ်လေးလေးကငိမ့်ချမ်းခြင်းတွေပျော်ရွှင်ခြင်းတွေကြီးနူးခြင်းတွေကိုပေးနေပြီနော်အဲ့ဒီဆယ်လေးလေးကိုຫນွေလေးကတန်ဖိုးထားတယ်ချစ်တယ်ဗိုလ်ချုပ်နဲ့ဒေါခင်ကြီးကိုလည်းကျေးဇူးတင်လိုက်တာကိုရဲ့အော်အိမ်အောင်ရေးမှာသားသမီးရှိဖို့လေလိုအပ်တကူဗျာမိုးပြန်ပူပေါက်သမီးလေးချစ်ပေါက်က4နှစ်ခွဲလောက်ရှိပြီစကားလွန်တတ်တယ်သူ့ကြောင့်အတွေ့လေးတစ်ခုရခဲ့ဘူးတယ်တနေ့ညတုန်းကဖျားပွဲတစ်ခုကိုရောက်ခဲ့တယ်
ကျွန်တော်တို့မြို့တစ်ကတကယ်မန္တလေးမြို့စစ်စစ်ဖြစ်နေတော့တယ်ဖျားပွဲရှိတယ်စွန်လောင်သိန်းရှိတယ်ညဆိုရင်ဇက်တန်အငိမ့်တန်ကြားရတယ်ဟိုးတုန်းကမန္တလေးမြို့ကြီးဟာအရှိတောင်ဘက်ကိုရွှေ့လာသလားလို့တောင်ခံစားမိတယ်မြို့လေကောင်းမှာတော့စွန်လောင်မဲ့သူမရှိလို့တန်ကားတော်များတောင်မြို့တစ်ကိုကြွားရတဲ့အခြေအနေစိုက်နေပြီတန်ဘာသာတကားပိတ်ထားတဲ့တိုက်ကြီးတွေရဲ့စီရင်နဲ့မန္တလေးမြို့အောင်ကြီးဟာကြက်တရေရှိခြင်းအောင်ဆောင်ပြီးလှနေတော့တယ်ဝါရင်းကာလမှာတော့မြို့လေကောင်းမှာရေခင်းတန်မကြားရတော့ပါစွန်ကြီးလောင်းလူဖို့တီးတန်မှုတ်တန်တွေလည်းတိတ်ဆိတ်လို့အိန္ဒြေကြီးနေတာလားစွန့်အနေတာလားခွဲခြားမသိနိုင်တဲ့မန္တလေးမြို့ဟောင်းနေတော့ကျွန်တော်တို့မြို့တဲ့ကတခြားစီပါမြို့တဲ့မှာမန္တလေးအငွေသက်တွေအကုန်ရှိတယ်သမီးလေးတောင်းဆိုလို့ဖျားပွဲစည်းတန်းကိုရောက်လာခဲ့တယ်ကလေးဆိုတော့တွေးသမျှကိုကြည်တယ်ငေးတယ်လက်ညှိုးထိုးတယ်လိုချင်တယ်တနေရာရောက်သမီးကမိုးပြန်ဘူးပေါင်းဝဲခြင်းတယ်လို့ပူဇာတော့တယ်ဒီလိုနဲ့ကျွန်တော်ကမိုးပြန်ဘူးပေါင်းတစ်ခုဝဲပေးလိုက်တယ်မိုးပြန်ဘူးပေါင်းလေးရရောသမီးကဒီလိုပြောတယ်ဖေဖေမိုးပြန်ဘူးပေါင်းကတိတ်လည်းမပြန်ဘူးအပေါ်ကိုလည်းတိတ်မတက်ဘူးပြန်ပါတယ်သမီးရဲ့တက်ပါတယ်အချီကျိုးကတူနေလို့ပါအနီရောင်မိုးပြန်ဘူးပေါင်းကပူပြီးပြန်နေဟိုမှမတွေ့ဘူးလားမဟုတ်ဘူးသမီးရဲ့အတူတူပါပဲအချီကျိုးရှည်လို့ပါကျွန်တော်ကမိုးပြန်ဘူးပေါင်းအဝါရောင်လေးကိုဝဲပေးထားမိတယ်လေမိုးပြန်ဘူးပေါင်းရောင်းတဲ့သူကမိုးပြန်ဘူးပေါင်းတွေကိုအချီကျိုးနဲ့ချီထားတယ်မိုးပြန်ဘူးပေါင်းတွေကလည်းအနီအဖြူအပြအဝါအယောင်ဆုံးရှိတယ်ပွဲစည်းတန်းကိုလာကြတဲ့ကလေးငယ်ငယ်လေးတွေကတော့အဲ့ဒီအယောင်ဆုံးပါတဲ့မိုးပြန်ဘူးပေါင်းလေးတွေကိုကြည့်ပြီးလက်ညှိုးတစ်ထူးထူးနဲ့ပူဇာနေကြတယ်မိုးပြန်ဘူးပေါင်းရောင်းသူရဲ့အနီးမှာကလေးတွေကဝိုင်းအောင်နေကြတော့တယ်အဲ့ဒီရောင်စုံမိုးပြန်ဘူးပေါင်းတွေထဲမှာအနီရောင်မိုးပြန်ဘူးပေါင်းလေးကအချီအရှိဆုံးဖြစ်နေတယ်ဒါကြောင့်အနီရောင်မိုးပြန်ဘူးပေါင်းကိုသမီးကပူဇာနေတာဖြစ်တယ်ဖေအနီရောင်ထက်ဝဲပြီးမဟုတ်ဘူးသမီးရဲ့မိုးပြန်ဘူးပေါင်းကအတူတူပဲအဲ့ဒီအနီရောင်ကအချီကျိုးရှိနေလို့သမီးရဲ့အနီရောင်ကပူပြီးမြင့်နေပြန်နေအနီရောင်မဲလို့ခြင်းနေအနီရောင်မဲဝဲပြီးသမီးကလည်းကွာအတူတူပါပဲမိုးပြန်ဘူးပေါင်းတစ်ခုအမြင့်ကိုပြန်နေဆိုတာကအယောင်နဲ့မဆိုင်ဘူးသမီးရဲ့တော်ပြီအနီရောင်မဲဝဲပြီးအနီရောင်မဲလို့ခြင်းနေပြောဆူငိုပါလေတော့တယ်ကလေးဆိုတော့သူထင်ချင်းအားထင်ပြီးခန်းစားချက်နဲ့ငိုရိုက်နေလေတော့တယ်ခက်လိုက်တာသမီးရဲ့မိုးပြန်ဘူးပေါင်းဆိုတာထည့်ထားတဲ့ဓာတ်ငွေကြောင့်မိုးပေါ်ကိုပြန်တာအနီရောင်နဲ့မဆိုင်ဘူးသမီးရဲ့မရဘူးအနီရောင်မဲလူချင်းနဲ့အနီရောင်မဲဝယ်ပြီးအနီရောင်ကပူပြီးပြန်တာဟိုမှမမြင်ဘူးလားဖေရဲ့နောက်ဆုံးတော့သူလိုချင်တဲ့အနီရောင်မိုးပြန်ဘူးပေါင်းလေးကိုကျွန်တော်ဝယ်ပြီးလိုက်ရပါတော့တယ်အိမ်ရောက်တော့သမီးလေးကမိုးပြန်ဘူးပေါင်းနဲ့စော်ကစားရင်အိပ်ပျော်သွားတယ်သမီးလေးအိပ်တော့မှမိုးပြန်ဘူးပေါင်းကိုကြည့်ပြီးအတွေးနယ်တွေချဲ့နေမိတော့တယ်မိုးပြန်ဘူးပေါင်းဆိုတာအယောင်ကြောင့်အမြင့်ကိုပြန်တာမဟုတ်ဘူးထည့်ထားတဲ့ဟိုက်ဒရိုဂျင်ဓာတ်ငွေကြောင့်အမြင့်ကိုပြန်တာသမီးလေးကဓာတ်ကိုမသိရှာတော့ပူစားတာပေါ့ကလေးဆိုတော့အယောင်အစင်းကြောင့်ပဲအမြင့်ကိုပြန်နေလို့ထင်တယ်အချီကျိုးအတူရှိကြောင့်အနှိမ့်အမြင့်ဖြစ်နေတာကိုလေသူကမစင်စားတတ်ရှာဘူးကျွန်တော်တို့လေဘာထူလို့လဲဗျာလူတယောက်ကိုကြည့်ရင်အပေါ်ကဝစ်ထားတဲ့ချက်ဝစ်တစားကိုပဲကြည့်မိတယ်ယူနီဖောင်းကိုပဲကြည့်မိတယ်သူရဲ့ချက်ဝစ်တစားကိုကြည့်ပြီးသူ့ရဲ့အည်ချင်းကိုအလွယ်တကူနဲ့လက်ခံပစ်လိုက်ကြတော့တယ်သူ့ရဲ့ယူနီဖောင်းကိုကြည့်ပြီးသူ့ရဲ့အစဉ်အတန်းကိုတတ်မှတ်ပစ်လိုက်ကြတော့တယ်တကယ်တော့ချက်ဝစ်တစားယူနီဖောင်းစည်းစိမ်ဥစ္စာငွေကြီးတဲ့နတိုက်ကားအိမ်ယာဒူးအာနာဆိုတာမိုးပြန်ဘူးပေါင်းရဲ့အပေါ်ယံကအယောင်နဲ့တူတယ်သူရင်ထဲကစိတ်ကောင်းရှိမှုတွေကိုကျင်တရားတွေအများကျို့သေးဘူးလို့စိတ်တွေမေတ္တာဓာတ်တွေကရုဏာစိတ်တွေတီလလုံခြုံမှုတွေကတော့မိုးပြန်ဘူးပေါင်းထဲမှာထည့်ထားတဲ့ဟိုက်ဒရိုဂျင်ဓာတ်ငွေနဲ့တူတယ်အတ္တလွန်ကဲမှုကိုကျိုးရှာမှု
ကောက်ကျစ်စင်လည်မှုအမှားပေါ်မှာအမှားဆင့်ပြီးအမှားကိုအမှန်ဖြစ်အောင်ကြိုးစားနေမှုလောဘဒေါသမောဟကြီးမားနေမှုတွေဟာရိုးရိုးလီနဲ့တူတယ်ရိုးရိုးလီထည့်ထားတဲ့ဘူးပေါင်းကဘလို့လှုပ်ပြီးအမြင့်ကိုပြန်နိုင်မှလေဗျာအခုတော့ကျွန်တော်တို့ဟာအိမ်ကသမီးငယ်လေးလိုပါပဲအပေါ်ယံချက်ဝက်တစားအယောင်သွေးကိုအည်ချင်းလို့မြင်နေကြတယ်လူဂုံတက်တီလို့ထင်နေကြတယ်ရင်ထဲကမေတ္တာတရားနှလုံးသားတွေကစာနာစိတ်ညာတာစိတ်တွေအသွေးသားတွေကကိုချင်းစာတရားတွေကိုတော့အည်ချင်းလို့ချက်ချင်းမမြင်တတ်ကြဘူးလိန်နိုင်ရင်တမာတိညာနိုင်ရင်တစ္ဆာဆိုတဲ့စကားကိုဘဝလမ်းညွန်အဖြစ်လက်ခံနေကြတော့တယ်သမီးလေးကြီးလာမှရှင်းပြရမယ်အမြင့်ကြီးကိုပြန်တက်နေတဲ့မိုးပြန်ဘူးပေါင်းဟာအနီရောင်ကြောင့်လည်းမဟုတ်ဘူးအဝါရောင်ကြောင့်လည်းမဟုတ်ဘူးအစိမ်းရောင်ကြောင့်လည်းမဟုတ်ဘူးအဖြူရောင်ကြောင့်လည်းမဟုတ်ဘူးထည့်ထားတဲ့ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကြောင့်သာအမြင့်ကြီးကိုပြန်နိုင်ခြင်းဖြစ်တယ်ဒီလိုပါပဲမြင့်မြတ်တဲ့လူဘဝဆိုတာငွေကြီးကြောင့်လည်းမဟုတ်ဘူးစီးစိမ်ကြောင့်လည်းမဟုတ်ဘူးယာဒူးအာနာကြောင့်လည်းမဟုတ်ဘူးပိုင်ဆိုင်မှုကြောင့်လည်းမဟုတ်ဘူးအောင်မြင်ကြော်ကြားမှုကြောင့်လည်းမဟုတ်ဘူးသမီးလေးရဲ့နှလုံးသားတွေကိုလည်းဟိုက်ဒရိုဂျင်ဓာတ်ငွေ့နဲ့အတူတဲ့လူဂုဏ်သိက္ခာတွေထည့်ပေးရအောင်မေ